အင်္ဂါသားသမီးတွေရဲ့အတောက်ပဆုံးအချိန်ဟာကျွန်တော်ပြောပြမယ်ကျွန်တော်ကလည်းအင်္ဂါသားသမီးပဲကျော်ဆွေဝင်းဆိုပေမဲ့ကျွန်တော်ကဆွေကိုယူထားတာအင်္ဂါလေအင်္ဂါသားသမီးတွေရဲ့အတောက်ပဆုံးအချိန်က30 36နော်30 36 40 48အဲ့ဒီနှစ်တည်းကအင်္ဂါသားသမီးတွေကတဟုန်ထိုးတိုးတက်တဲ့အချိန်တွေပဲနော်အဲ့လိုအချိန်တွေထဲမှာရောက်နေလို့ရှိရင်အင်္ဂါသားသမီးတွေကကောင်းတဲ့ဒုက္ခကိုကြုံရနိုင်တယ်အကယ်၍အဲ့လိုရောက်နေတာမှအစင်မပြေသေးဘူးဆိုလို့ရှိရင်မှတ်ထားနော်ကြံရည်ကတ်လှူပါတယ်ဗျကြံရည်ကတ်လှူကြံရည်ဆိုတာအင်္ဂါကိုဖယ်လိုက်ဒီဘက်မှာတနင်္လာနဲ့ရှိတယ်ဟိုဘက်မှာဗုဒ္ဓဦးနဲ့ရှိတယ်ကြံကsorry အင်္ဂါအလယ်မှာလေတနင်္လာအင်္ဂါဗုဒ္ဓဦးမှာသူ့ရဲ့အမြင့်အညွန့်ဟာကြံရည်ပဲဒါကြောင့်မလို့ကြံရည်ကတ်လှူပါလားအင်္ဂါသားသမီးတွေရဲ့တသက်တာရည်တွေကကြံရည်ဗျနော်အင်္ဂါတွေဘာလို့အစင်မပြေရင်ကြံရည်သာလှူလိုက်စမ်းပါဒါပဲဒီလောက်ပဲပြော